ပုံနေနဲ့မနေ့က NASA ကဥက္ကဋ္ဌကြီးကဘီလာရူခီးစင်မှာရွေးကောက်ပွဲကို2025နှစ်အကုန်သို့မဟုတ်2026ခုနှစ်ဇန်နဝါရီလထဲမှာကျင်းပပေးမယ်လို့တရားဝင်ပြောဆိုခဲ့ပါတယ်ဒီအချိန်တွေကပြည်တွင်းမှာရှိတဲ့နိုင်ငံရေးပါတီတွေအတွက်လည်းသူတို့ဘာတွေလုပ်ဖို့ရှိလဲသူတို့ဘာတွေလုပ်ရမလဲလူထုလက်ခံလာအောင်ဘယ်လိုမျိုးဟလာကျွန်တော်တို့ကိုရှင်ကိုဝါတွေထွက်ပြအောင်လဲဆိုတဲ့ကာလကိုရောက်သွားပြီပေါ့ဗျာလက်ရှိဒီမြန်မာနိုင်ငံမှာကနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ရင်နိုင်ငံရေးပါတီပေါင်းကျွန်တော်90ကျော်ရှိတယ်တာပြောတာဒီပြည်သူလူထုကိုတောင်းမေးကြည့်ကျွန်တော်တို့9ပါတီပြအောင်မသိတဲ့လူထုအများကြီးပဲနောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေအနေနဲ့လဲမိမိပါတီလူထုထောက်ခံလာအောင်ကျွန်တော်တို့အရှိန်ကိုကောင်းကောင်းနဲ့တော့တွေးတစ်လောင်းဖို့တော့လိုတယ်ဗျာเนาะဒီတိုင်းတကယ်ရွေးကောက်ပွဲနီးပြူဟာမဟာပြူဟာကပြီးခဲ့တဲ့2015 2020ကာလနဲ့တော့ဒီအချိန်ကလုံးဝမတူဘူးလုံးဝမတူအဲ့တော့တိတိကျကျပြင်ဆင်ထားဖို့လိုတယ်တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိကာလကနိုင်ငံရေးပါတီအလုံးတပြေးညီဖြစ်သွားတဲ့အနေအထားပဲဗျာဒါအရှိတရားပဲနိုင်ငံရေးပါတီတွေအင်အားကြီးသည်ပဲဖြစ်စေအင်အားသေးသည်ပဲဖြစ်စေအင်အားငယ်သည်ပဲဖြစ်စေနိုင်ငံရေးပါတီတွေအားလုံးကဒန်းတူအခွင့်အရေးရတာဒီ2025ရွေးကောက်ပွဲကဒန်းတူအခွင့်အရေးရတဲ့ရွေးကောက်ပွဲပဲသူနိုင်ငံရေးပါတီကြီးသည်ပဲဖြစ်စေငယ်သည်ပဲဖြစ်စေဟာသူကဘယ်နှခုနှစ်ကပဲတီထောင်ထောင်အဲ့ဒါကသိအရေးမပါတော့ဘူးအရေးပါတာကမိမိပါတီကလူထုကိုဘာတွေလုပ်ပြနိုင်မလဲအဓိကဒီကြားထဲမှာကျွန်တော်တို့အချိန်နေရှိသေးတယ်လက်ရှိအချိန်နေရှိသေးအဲ့ဒီအချိန်ကိုကောင်းကောင်းအသုံးချမယ်ဆိုရင်အသုံးချနိုင်တဲ့ပါတီကလွှတ်တော်တရောက်ပါပဲအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြီးခဲ့တဲ့2010ကာလအတိုင်းသူတို့ဆက်ပြီးစီးမျောကြမယ်2015ခုနှစ်တည်းကအတိုင်းဆက်ပြီးစီးမျောကြမယ်ပြီးတော့ကျွန်တော်2020ကာလရွေးကောက်ပွဲတုန်းကလို့အဲ့ဒီအတိုင်းပဲစီးမျောကြမယ်ဆိုရင်တော့အဲ့ဒီပါတီကြံခဲ့ပါပဲအဲ့ဒီပါတီကြံခဲ့ပါပဲကျွန်တော်တို့ကဒီကာလကတကယ်ကိုဒါနိုင်ငံပါတီတွေကလက်ရုံးရည်နှလုံးရည်ထုတ်ပြရတဲ့ထုတ်ပြခွင့်ရတဲ့အခင်းချင်းလည်းဖြစ်တယ်ဗျ။တစ်ဖက်မှာကျွန်တော်တို့နိုင်ငံပါတီနဲ့ပတ်သက်တစ်ဖက်မှာစိန်ခေါ်မှုတွေရှိသလိုပဲတစ်ဖက်မှာကျွန်တော်အခွင့်အလမ်းတွေလည်းရှိတယ်။အခွင့်အလမ်းတွေလည်းရှိတယ်။အဲ့တော့ကိုယ့်ရဲ့အခွင့်အလမ်းကိုကျွန်တော်အသုံးချဖို့လိုတယ်။လက်ရှိနိုင်ငံပါတီနဲ့ပတ်သက်ရင်နိုင်ငံပါတီအများစုကခင်ဗျာနေပြည်တော်မှာလာပြီးစစ်ဆောင်နေကြတာဗျ။နေပြည်တော်မှာလာပြီးစစ်ဆောင်နေကြတာနိုင်ငံပါတီအများကြီးအတိုင်းပဲ။အဲ့တော့ဘယ်လိုတွေသူတို့ရွေးကောက်ပွဲဝင်ကြမလဲလူလူလက်ခံအောင်လာအောင်ဘယ်လိုတွေပြောကြမလဲတော့ကျွန်တော်တို့နားမလဲဘူး။ကျွန်တော်နားမလဲဘူးတိုးတော့လည်းပဲနိုင်ငံပါတီတွေအားလုံးကနေပြည်တော်မှာလာပြီးစစ်ဆောင်နေရတယ်။သူတို့ဘယ်လိုတွေမဲဆွယ်မလဲတော့ကျွန်တော်နားမလဲဘူးဗျာ။အဲ့တော့အဲ့လိုအခြေအနေတော့ရှိတယ်။အဲ့တော့အဲ့ဒီအခြေအနေလေးကိုကျွန်တော်တင်ပြပါမယ်။မနေ့ကဒါNASAကဥက္ကဋ္ဌကြီးကဒီဘီလာရူနိုင်ငံမှာပြောဆိုခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မူရင်းနဲ့ကျွန်တော်တင်ပြပါမယ်။ကျွန်တော်တို့ကပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာမဲမသမာမှုတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခေတ္တတောင်းယူထားတာဖြစ်ပါတယ်။မကြာခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပဖို့စီစဉ်ထားပါတယ်တဲ့အဲ့လိုပြောသွားတယ်လက်ရှိရွေးကောက်ပွဲဝင်ဖို့နိုင်ငံပါတီပေါင်းအားလုံး53ပါတီစင်းသွင်းထားပါတယ်တဲ့စင်းပေးသွင်းထားတယ်ပေါ့ဗျာအဲ့တော့ဘီလောင်းနိုင်ငံအနေနဲ့လည်းလေးလာရေးအဖွဲ့တွေစစ်လုပ်ပြီးဖို့ဒါဖိတ်ကြားတယ်ပေါ့ဗျာဖိတ်ကြားတယ်ဒါတော့ကျွန်တော်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စပေါ့ဗျာပြီးမှကျွန်တော်ကျန်တဲ့ကိစ္စဆက်ပြောပါမယ်အဲ့တော့လက်ရှိဒီနိုင်ငံပါတီတွေကမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိနိုင်ငံပါတီတွေကကျွန်တော်အားမလာတန်ပြောရမယ်ဆိုရင်တော့ဒီပွဲတက်တဲ့နိုင်ငံပါတီတွေရဲ့ level တစ်ခုလောက်ပဲရှိတယ်ဒါကျွန်တော်တို့ကလူထုနဲ့ဆိုင်တဲ့ကိစ္စတော့ကျွန်တော်လူထုဘက်ကပဲကျွန်တော်ရက်တီပြောရမှာပဲအဲ့တော့ဟုတ်ရင်လည်းနားပါဗျာမဟုတ်ရင်လည်းမနာနဲ့ပေါ့ထားပါစို့လက်ရှိနိုင်ငံရေးပါတီတွေအားလုံးကခင်ဗျာနိုင်ငံတော်အခမ်းအနားတွေမှာခင်ဗျာတွေ့ရလိမ့်မယ်နိုင်ငံတော်အခမ်းအနားတွေတနည်းအားဖြင့်ကျွန်တော်တို့ဒီပြည်တော်စုနေ့အခမ်းအနားတွေပြီးညစာစားပွဲတွေပြီးတော့ကျွန်တော်တို့ဒီတက်မတော်နေ့တွေအစရှိပြီးအခြားသောနိုင်ငံတော်နေ့အခမ်းအနားတွေမှာဆိုရင်တော့နိုင်ငံရေးပါတီတွေကသူတို့တိုက်ပုံကြီးတွေဝတ်ပြီးထွက်လာပါလိမ့်မယ်တိုက်ပုံကြီးတွေဝတ်ပြီးထွက်လာမယ်ပတ်တာကြီးတွေကျွန်တော်ဂျိုင်းပြီးထွက်လာမယ်အဲ့ပတ်တာကြီးတွေမှာလည်းဘီလေးတွေကပါသေးတယ်ဗျာနော်တချို့နိုင်ငံရေးပါတီတွေပတ်တာကြီးတွေမှာဘီလေးတွေပါတယ်မှန်လေးတွေပါသေးတယ်အဲ့လိုလူတွေကရှိသေးတယ်ထားပါစို့ဒါကျွန်တော်မြင်လာလေးပြောပြတာဒါတော့အဲ့ဒီလူတွေရှိတယ်ဗျအဲ့တော့နိုင်ငံပါတီတွေအနေနဲ့ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ဆိုရင်တကယ်မိမိကိုလူထုကလက်ခံပြီလားမိမိပါတီကိုလူထုကသိပြီလားဒါသိကိုရည်ကြည့်တယ်တချို့ပါတီတွေကျွန်တော်တို့ကိုယ်တိုင်တော့မှတချို့ပါတီတွေကျွန်တော်ပြန်ပြီးတော့ရှာနေရတာကျွန်တော်ကဘယ်ပါတီရပါဆိုဟာ
ကျွန်တော်တို့ကရွာလဲသွားတယ်ပြည်သူလူထုသိဖို့နေနေတာကျွန်တော်တို့ဒီသတင်းသမားတွေတောင်မှအဲ့ဒီလိုပြောတဲ့နိုင်ငံပါတီကျွန်တော်တော်တော်လေးစဉ်းစားနေနေတာရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံပါတီဆိုတာဒီလူထုကိုကျွန်တော်တို့ကသူတို့ရဲ့နိုင်ငံပါတီရဲ့ဩဇာပေါ့ဗျနိုင်ငံပါတီရဲ့ဩဇာသို့မဟုတ်ဒီပါတီမှာရှိတဲ့ဥဆောင်တဲ့သူတွေရဲ့ဩဇာကလူထုကိုကျွန်တော်လွှမ်းမိုးနိုင်ရမယ်။အဲ့ဒီလိုလွှမ်းမိုးနိုင်မှသာလျှင်ကျွန်တော်တို့ဒီရွေးကောက်ပွဲအနိုင်ရဖို့သိကြတော့ပေါ့မလွှမ်းမိုးနိုင်ဘူးဆိုရင်တော့မလွယ်ဘူးအဲ့တော့ကျွန်တော်ရှေ့ရတင်ပြသလိုပဲလက်ရှိအခင်းချင်းကနိုင်ငံရေးပါတီအားလုံးကျွန်တော်တပြင်းကြီးအခြေအနေဖြစ်သွားတာခင်ဗျားတို့သူနိုင်ငံရေးပါတီကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေတို့သူဘဏ္ဍခုနှစ်ကနေတီထောင်ထောင်မထောင်ထောင်အဲ့ဒါကသိအရေးမကြီးတော့ဘူးလူထုသိကျင်တာကငါတို့တော့ကိုဘယ်လောက်ကိုစားပြုပေးနိုင်မလဲလူထုကရွေးကောက်ပွဲနဲ့ပတ်သက်ရင်လူထုကကျွန်တော်တို့သိသွားပြီရွေးကောက်ပွဲရဲ့ကျွန်တော်တို့အနှစ်သာရသိသွားပြီရွေးကောက်ပွဲအနှစ်သာရကိုသိတယ်လို့ပဲမိမိဒေတာမှာဥဆောင်မဲ့သူတွေရဲ့တူးချင်းတယောက်ချင်းအရေးသွေးပါသိသွားတာအရေးသွေးပါသိသွားပြီလက်ရှိဒီ2025ခုနှစ်မှာကျင်းပမဲ့ရွေးကောက်ပွဲကအဲ့ဒီကိုယ်စားလှယ်လောင်းလုံးမဲ့သူတွေရဲ့အရေးချင်းကိုလူထုကသိတယ်အရင်တော့ကရွေးကောက်ပွဲတစ်ခုကိုဝင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းကသူကဘာလုပ်လဲဆိုတော့ဒီဒေတာမှာသူမဲဆွယ်လို့ရမဲ့သူတွေကဧရိယာဘယ်လောက်ရှိလဲဘယ်ဧရိယာကတော့သူ့ရဲ့ဒီမဲဆွယ်မှုကိုလက်ခံမလဲဘယ် area ကလက်မခံဘူးလဲဆိုအဲ့ဒီလိုသူတို့ကရေဘူးအားဖြင့်သူတို့လေးလာပြီးတော့မှသူတို့မဲဆွယ်စည်းရုံးမှုတွေလုပ်တာအဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတို့ကလူထုကိုသူတို့ကဒီလူကိုတော့ငါဘာပြောရင်သူဘာကြိုက်တယ်မလဲဒီဘက်ကတော့ဘာကြိုက်တယ်မလဲဒီလိုမျိုးဝင်ဒီလူထုလက်ခံမှာပဲဆိုတဲ့အနေအထားတွေကပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရှိခဲ့တယ်လက်ရှိအနေအထားအဲ့လိုမတော့ဘူးကိုဒေတာကိုဝင်ပြိုင်မဲ့သူကဒီလူကြီးက2021နဲ့2025ခုနှစ်တုန်းကဒီလူကြီးပြောင်းတယ်ဒီလူကြီးလာလဲမလာဘူးဒီလူကြီးအခုကျတော့ရွေးကောက်ပွဲနေတော့ဒီလူကြီးပြန်ပေါ်လာတယ်အဲ့ဒီလိုဒီလူကြီးအများကြီးပဲလက်ရှိဒီ2025ရွေးကောက်ပွဲမှာဖြစ်လာမဲ့ဒီလူကြီးအများကြီးပဲအဲ့ဒီဒီလူကြီးတွေကိုလူတို့ကမဲပေးလိုက်မယ်လို့ကျွန်တော်မထင်ဘူးဘာကြောင့်သူတို့မယုံကြည်ဘူးလေမယုံကြည်ဘူးဒါကြောင့်ကျွန်တော်တို့ကဒီ2025ရွေးကောက်ပွဲကနိုင်ငံရေးပါတီအားလုံးတပြေးညီဖြစ်သွားတဲ့အချိန်တွေအဲ့ဒီအရာကိုနိုင်ငံရေးပါတီတွေကဖောက်ထွက်နိုင်ဖို့လိုတယ်ရခိုင်တမန်စင်တိုင်းဆက်သွားမယ်ဆိုရင်တော့အဲ့ဒီနိုင်ငံရေးပါတီတွေကကျွန်တော်တို့ရွေးကောက်ပွဲအောင်မြင်နိုင်ဖို့ကတော်တော်လေးခက်ခဲပါတေချာတာကငါပါတီအစိုးရဖြစ်ရှင်တယ်ရှင်းတယ်နိုင်ငံရေးပါတီရဲ့ရည်တည်ချက်ကရှင်းလေးဘာကြောင့်လဲတစ်ချက်ပဲရှိတယ်အာဏာလိုချင်လို့သူလူထုအကျိုးတွေဗျာကြံတဲ့အကျိုးတွေခဏထားပထမဆုံးလုပ်ရမယ့်အလုပ်ကအာဏာလိုချင်လို့ရွေးကောက်ပွဲနိုင်ရမယ်ရွေးကောက်ပွဲနိုင်မှာအာဏာရမယ်အဲ့ဒါပထမဦးစားပေးပဲအဲ့ဒီပထမဦးစားပေးအောင်မြင်ဖို့အတွက်သူတို့ဘယ်လိုမျိုးလူထုကိုဘယ်လိုမျိုးလွှမ်းခြုံမလဲကျွန်တော်စဉ်းစားတယ်ဒီလူတွေဟိုလူကြီးတွေသူတို့ဘယ်လိုမဲဆွဲကြမလဲပေါ့ဘယ်လိုမျိုးမဲဆွဲကြမလဲကျွန်တော်စဉ်းစားတယ်လက်ရှိတော့ဟိုလူကြီးတွေဘယ်လိုမဲဆွဲမလဲဆိုတဲ့အခင်းချင်းတော့ကျွန်တော်မတွေ့သေးဘူးနံပါတ်1အဲ့လိုမဲဆွဲမဲ့ပုံကိုယ်တွေကနံပါတ်1ကျွန်တော်တို့ social media ပေါ်မှာသူတို့လွှမ်းမိုးနိုင်မှုမရှိဘူးနံပါတ်2ဟိုလူကြီးတွေကိုလူတို့ကမသိဘူးနံပါတ်3ဟိုလူကြီးတွေကလူတို့ရဲ့အချက်တန်းနဲ့ပတ်သက်ရင်လူထုရှိကမရက်တီပြောပေးနိုင်တာတယောက်မှမရှိဘူးရှားတယ်ဗောဗျာရှိရင်လည်းရှိမှာဗောစကားအကုန်ကြုံသွားမှာဆိုလို့ရှိရင်လည်းရှိမှာဗောဗျာရှားတယ်တော်တော်ရှားတယ်ရွှေရမခင်ဗျရွှေကျောင်းမှာသွားတူးရင်ရွှေထွက်သေးတယ်တော်တော်ရှားတယ်ကြောက်စင်းရမခင်ဗျကြောက်စင်းရှိမဲ့နေရာကိုသွားတူးရင်ကြောက်စင်းထွက်သေးတယ်ဗရံများကလည်းဗရံများရှိမဲ့နေရာမှာကိုသွားတူးရင်ဗရံများထွက်သေးတယ်ဒါပေမဲ့လက်ရှိအဲ့ဟိုလူကြီးကပြည်သူလူထုရဲ့အကျိုးနဲ့ပတ်သက်ရင်တော်တော်လေးဖြည့်ရှင်းနိုင်တာမရှိသလောက်ရှားတယ်အဲ့တော့ဟိုလူကြီးတွေအနေနဲ့ရွေးကောက်ပွဲမှာတကယ်ကိုကျွန်တော်တို့အာဏာရခြင်းနဲ့အနိုင်ရခြင်းနဲ့ဆိုရင်တော့လူထုရင်ပတ်ထဲကိုအရောက်သွားနိုင်မှုလိုတယ်ကျွန်တော်တို့လူထုနဲ့တွေ့ရင်ခင်ဗျခေါင်းငင်းကထိုင်ပြီးတော့ကျွန်တော်မဲပေးကြပါဆိုတဲ့ပုံစံနဲ့မဲဆွဲတော့မရနိုင်ဘူးခင်ဗျလူထုရှင်းမှာခင်ဗျလူထုလိုချင်တာကိုလုပ်ပြနိုင်မှာအဲ့ဒီလူမဲရမှာအရင်တော့လာကျွန်တော်တို့ဒီမျိုးနယ်ကကျွန်တော်မျိုးနယ်ဥက္ကရာကြီးရောက်ကြွားလာပါခင်ဗျအောက်မှာရှင်းပြေးတဲ့တော့ဟိုးဆိုမတည့်ရတယ်ပြောင်းကျိုးစိုးပါအဲ့ဒီလောက်နဲ့မရတော့ဘူးခေါင်းမထိုင်မဲဆွဲလာတာနဲ့မရတော့လူထုရှင်ဘက်ထဲမှာဘာတွေပူးနေလဲသူတို့ဘာတွေလူချင်နေလဲသူတို့လူချင်တာဘာလဲသူတို့ရင်ဘက်ထဲကဟာမြင်အောင်ကြည့်နိုင်မှာအဲ့ဒီလွတ်တော်ကိုယ်စားလှယ်ကကျွန်တော်တို့နိုင်မှာလွတ်တော်ကိုယ်စားလှယ်ကနိုင်မှာအဲ့လိုမှမဟုတ်ဘဲနဲ့ကိုရင်ဘက်ထဲကအပူနဲ့ကိုသွားနေတော့အဲ့ဒီလူနိုင်မှာမဟုတ်ဘာကြောင့်လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်လောင်းကဒီဒေသကိုရောက်လာပြီဆိုတော့ तू မဲလို့ချင်တယ်လေငါ तू မဲလို့ချင်တာ तू ကသူ့ရဲ့အပူတွေပဲလူထုကို तू ပြောတာလူထုလိုချင်တာ तू ကနားမထောင်အဲ့ကျွန်တော်လက်ရှိမှာခင်ဗျားကြည့်လိုက်ပါဒီလွတ်တော်ကိုယ်စားလှယ်မဲဆိုရင်ကြည့်လိုက်ပါလူထုတင်ပြတာဆိုဘယ်တော့မှနားမထောင်အဲ့ချိန်မဲဆွဲတဲ့ချင်းကြောင့်နားထောင်ပါဗျာလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားရင်နားမထောင်
နားမထောင်တချို့ဆိုဘယ်လိုဖြစ်လဲဆိုတော့တချို့လက်ရှိဒီနေပြည်တော်မှာဆစ်ဆောင်နေတယ်နေပြည်တော်မှာလာပြီးတော့စုနေတဲ့ဟိုလူကြီးဒီလူကြီးတွေရှိရောဗျာဟိုလူကြီးဒီလူကြီးတွေဆိုတာကနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီရဲ့ကျွန်တော်တို့ဒီထိပ်ပိုင်းခေါင်းဆောင်တွေပြီးတော့ကျွန်တော်နိုင်ငံရေးပါတီရဲ့ဒီလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့သူတွေအဲ့ဒီလူတွေကလက်ရှိနေပြည်တော်မှာရှိတယ်ရှိတဲ့အခါကျတော့သူတို့မဲဆွယ်ခဲ့တဲ့သူတို့ရွေးကောက်ခံခဲ့ရတဲ့ဒေသမှာရှိပြည်သူလူထုကလက်ရှိမှာကျွန်တော်တို့ဒါတိုက်ပွဲတွေကြောင့်နေပြီးတော့ဆစ်ဆောင်လာတယ်ဆစ်ဆောင်လာတဲ့အခါမှာအဲ့ဒီဒေသမှာဒီနေပြီးတော့ရောက်လာတဲ့သူတို့ရဲ့မဲဆန္ဒရှင်တွေကဖုန်းဆိုင်တော့မှာဖုန်းမကင်နဲ့ဟိုလူကြီးဒီလူကြီးတွေရှိရဗျနော်အဲ့ဒီလူတွေကိုလူထုကမှတ်ထားတယ်ဗျပြန်ပြီးဒဏ်ခတ်ခံရလိမ့်မယ်ပြန်ပြီးဒဏ်ခတ်ခံရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီသတင်းပြန်ချုပ်ချင်ပါတယ်အဲ့တော့နာဆာကဥက္ကဋ္ဌကြီးကရွေးကောက်ပွဲကို2025ခုနှစ်အကုန်ဆိုဒီဇင်ဘာလမှာကျင်းပမယ်ဒါမှမဟုတ်ကျွန်တော်တို့2026ခုနှစ်ဇန်နဝါရီလထက်နောက်မကြဘဲနဲ့ရွေးကောက်ပွဲကျင်းပပေးမယ်အဲ့တော့ကျွန်တော်တို့လက်ရှိတွင်းအောင်နေကြတော့နိုင်ငံရေးပါတီခေါင်းဆောင်များလူလူရှိကိုထွက်ပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကတော့ရွေးကောက်ပွဲကျင်းပမယ်လောက်ကိုကြေညာလိုက်ပြီထုတ်ပြန်လိုက်ပြီကျန်တာတော့ခင်ဗျားတို့ကိစ္စဖြစ်သွားပြီအဲ့တော့ဒီနေရာမှာတော့2025ရွေးကောက်ပွဲမှာတော့ခင်ဗျားတို့နိုင်ငံရေးပါတီအားလုံးစိတ်ကြီးမဝင်ကြပါနဲ့အားလုံးကတပြေးညီပဲရှိပါတယ်လက်ရှိမှာကျွန်တော်တို့အချိန်တွေရပါသေးတယ်လက်ရှိကျွန်တော်3လပိုင်း4လပိုင်း5လပိုင်း6လပိုင်း9လပိုင်း10လပိုင်း9လပိုင်း10လပိုင်း17လပိုင်းအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဗျာခင်ဗျာရွေးကောက်ဟိုပါပေါ့10လပတ်လည်ရတော့ကျွန်တော်တို့မဲဆွယ်လို့ရတယ်ပုံသဏ္ဍာန်မျိုးစုံနဲ့မဲဆွယ်လို့ရတယ်အဲ့တော့အချိန်တွေရှိပါတယ်လုံနိုင်တဲ့လောက်ရပါလိမ့်မယ်တစ်ဖက်မှာတော့ကျွန်တော်တို့လုံခြုံရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေရောရှိနိုင်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ရွေးကောက်ပွဲနိုင်မှုအခွင့်အလမ်းတွေရှိပါတယ်အဲ့တော့တကယ်ကိုယ်စားလှယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့တဲ့သူကအာဏာရလို့တဲ့ပုံကိုယ်တွေကနံပါတ်1မိမိရဲ့စိန်ခေါ်မှုတွေလည်းမိမိတပါးတည်းဖြည့်ရှင်းပါစိန်ခေါ်မှုတွေနဲ့ညီတူကျွန်တော်တစ်ဖက်မှာလည်းအခွင့်အလမ်းတွေရှိပါတယ်စိန်ခေါ်မှုတွေကိုကြောက်ပြီးတော့ကျွန်တော်တို့စိန်ခေါ်မှုတွေကြောက်နေတော့အခွင့်အလမ်းတွေကရလာမှာမဟုတ်ဘူးအခွင့်အလမ်းလို့ချင်းတော့ကျွန်တော်စိန်ခေါ်မှုတွေပါတပါးတည်းယူဆောင်သွားပါဟိုညမှာတော့ PDF ကငါအချောင်းပြမှာကြောက်တာပဲဟိုကောင်းနေငါကောင်းမိုင်းခွဲမှာကြောက်တာပဲအဲ့ဒီလိုမျိုးတွေကျွန်တော်တို့ဒီစိန်ခေါ်မှုတွေကြောက်နေရင်တော့လူတို့ကမဲပေးမှာမဟုတ်ပါဘူးဒါတော့သိကြပါတယ်နောက်ထပ်သတင်းမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့နာဆာကဥက္ကဋ္ဌကြီးရဲ့ဘီလာရုရုရှားခီးစဉ်ပါအဲ့တော့လက်ရှိကာလမှာဒီစစ်သွေးကြွမီဒီယာတွေကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားဘီလာရုခီးစဉ်နဲ့ပတ်သက်ပြီးတော့သူတို့ပုံသဏ္ဍာန်မျိုးစုံနဲ့ပုံဖြတ်ပြီးတော့ပြောဆိုနေတာတွေ့ပါတယ်အဲ့တော့ရှင်းပါတယ်အပုံနဲ့ထွက်တဲ့သူရဲ့အနားကိုသွားရင်အဲ့ဒီအပုံနာမည်နဲ့မှာလိမ့်မယ်ဥပမာကျွန်တော်တို့ ARD တို့ခေတ်သစ်တို့စတဲ့အဲ့ဒီမီဒီယာတွေရဲ့သတင်းကိုသွားနားထောင်အဲ့ဒီမီဒီယာတွေရဲ့ပြောဆိုမှုခင်ဗျားတွေ့ရပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့အပုံနဲ့ရှုချင်းအပုံနဲ့နေကျွန်တော်တို့ခွေးသေးပုံနဲ့နေအဲ့ဒါကျွန်တော်တို့အနက်မျိုးစုံရှုချင်းနေဆိုရင်တော့ခေတ်သစ်တို့ ARD တို့မြန်မာနောင်တို့စတဲ့အဲ့ဒီမီဒီယာတွေသွားနားထောင်ခင်ဗျားတို့ဒီတိုင်းပြည်တိုးတက်ရေးလိုချင်တယ်တိုင်းပြည်မှာလက်ရှိပကတိရှိနေတဲ့အမှန်တရားတွေသိချင်တယ်ဆိုရင်တော့ခင်ဗျားတို့တစ်ဖက်ကိုလေ့လာပါဗျာဒီလိုမျိုးပြောချင်